ဘာဆော့ဝဲမှမလိုဘဲနဲ့မြန်မာစာ typing လေ့ကျင့်လို့ရပါတယ်ကျွန်တော်တို့ကအရင်ဦးဆုံး Chrome browser တစ်ခုတည်းကိုဝင်လိုက်ပါ browser မှာကျွန်တော်တို့ကမြန်မာ typing tutor ဒါမှမဟုတ်မြန် type ဆိုပြီးတော့ကျွန်တော်တို့ကရိုက်ပြီးတော့ရှာလိုက်ပါဟုတ်ပြီပြီးလို့ရှိရင်အဲ့ဒီမှာကျွန်တော်တို့ကဘာရွေးရမှာလဲဆိုအောက်ကမြန် type ဆိုတဲ့အားလေးကိုကျွန်တော်တို့ကရွေးရမှာဖြစ်ပါတယ်ဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ကစာရိုက်ပြီးတော့ကျင့်လို့ရမှာဖြစ်ပါတယ်ဘေးမှာလည်းသူကစက္ကန့်ရေးထားပေးပါတယ်အောက်မှာလည်းစက္ကန့်ရှိပါတယ်ဆိုတော့စာရိုက်ပြီးပြီဆိုရင်လည်းသူကကိုရိုက်ထားတဲ့ဉာဏ်နှုံးကိုပြပေးမှာဖြစ်ပါတယ်ကိုဘယ်နှလုံးမှားတာလဲဆိုတာအစားပြပေးပါတယ်အခုကျွန်တော်ပြပေးခဲ့တဲ့အကြောင်းအရာလေးကမိတ်ဆွေတို့အတွက်အသုံးဝင်မယ်လို့ယူဆပါတယ်ကျွန်တော်ကို like and follow လေးလုပ်ခဲ့ပေးဖို့လည်းမမေ့ပါနဲ့နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်